မင်္ဂလာပါရှင်ဒီနေ့ဆိုလို့ရှိရင်တော့ကရိလန်တော့မှာကျပါတယ်အမှုရှင်ကိုကြီးနေနိုင်တဲ့မတ်တီတင်းမင်းတို့ရဲ့တားလေးတွေရှင်းပြပေးဖြစ်ပါတယ်ဒီပွဲလုံးဆိုလို့ရှိရင်ဒီပွဲကနေပြီးတော့ဒီပွဲလုံးအားလုံးအစားအဆုံးကိုစီစဉ်တဲ့သူအနေနဲ့plan အနေနဲ့စီစဉ်ပေးထားတယ်ဘုရားရဲ့ပြဿနာလာပန်ထပ်နေရနေပြီးတော့အားလုံးဒီပွဲလုံးကိုအစားအဆုံးစီစဉ်ပေးရဖြစ်ပါတယ်ဒီနေ့ပြပုံပေးတဲ့3ရက်တိတိကိုဒီပါဆိုလို့ရှိရင်တော့အတူစပူပွဲကြီးကိုကျမသွားဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်အလေလေးဖြစ်ပါတယ်လက်ပြန်မှာဆိုလို့ရှိရင်တော့ traditional style အားလုံးကိုအထူးဘုံကြောင်းမှာဒီမှာကျမသွားမှာဖြစ်ပါတယ်ဒီပီကေလေးဒီစမလာဘာ Enterprise Managing Director မြပွင့်ဖြူကျေးဇူးအများကြီးတင်ပါတယ်